ဒီနေ့တရားကောင်းစဉ်တော့နည်းနည်းကြမ်းနေခွေးကိုအဖေခေါ်တဲ့လူဆိုတဲ့တရားဟောပါတယ်အဲ့ဒါတရားကောင်းစဉ်ကောင်းစဉ်ကြားကြတဲ့ထပ်ပိတ်မလားတော့မပြောတတ်ဘူးဘာလို့အဖေခေါ်တဲ့လူတွေပိတ်မှာဘူးဗျနော်သဘောပါလားအေးအညိုးအတိတ်နဲ့ပြောတာတော့မဟုတ်ပါဘူးနော်ကရုဏာနဲ့ပြောတာနားထောင်ကြည့်အဲ့ဒီတရားမဟောခင်အရင်ဆုံးကိုရှိရလူတွေအရင်ပြောဦးမယ်ခွေးအဖေမခေါ်ပါရစေနဲ့ဟုတ်ပါလားခွေးကိုအဖေမခေါ်ကြရစေနဲ့နောက်ကိုသားသမီးတွေကလည်းခွေးအဖေခေါ်တဲ့သားသမီးတွေမဖြစ်ကြစေနဲ့ဟုတ်ပါလားအဲ့ဒါကျမ်းဂန်မညီဘူးဖြစ်မှာဆိုလို့ပါဠိကလည်းရောအောင်ပါနော်ကိုကလည်းပါဠိကလည်းရတာမဟုတ်ဒီချိန်ကြီးကြမှာ45နှစ်ကျော်မှစာချက်ပါအောင်ဆိုတော့လည်းမကြက်ချင်တော့ဘူးရပြင်းတယ်အဲ့တော့စာရွက်ကြည့်ရွတ်အောင်ပေါ့လေနော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပိဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးနေတုန်းဖြစ်ခဲ့တဲ့ဖြစ်စဉ်ကလေးတစ်ခုဗုဒ္ဓဘာသာဝင်တွေနဲ့အလွန်ရင်းနှီးတဲ့ဇတ်တစ်ခုပါနော်အဲ့ဒါလေးကိုခုနကဘယ်ဟာကုသိုလ်ဘယ်ဟာအကုသိုလ်လဲဆိုတာဘယ်တော့မှသိနိုင်သလဲဆိုတာလေးနဲ့တွဲဟောဟမ်မကောင်းတာမလုပ်ကြနဲ့ကောင်းတာလုပ်ကြဆိုတော့ဒီနေ့ဘီယာဆိုင်ထိုင်အရက်ဆိုင်သွားပြီးတော့အနှိတ်ခမ်းဝင်နေတဲ့လူတွေကလည်းကောင်းလို့လုပ်နေကြတာပဲသူကသူတော့ကောင်းနေတာပဲဟမ်ဒါပေမဲ့အဲ့ဒါတွေဘုရားဟောတဲ့ကုသိုလ်ထဲမှာပါသလားအဲ့ဒါတရားမနာရင်ဘယ်လိုလုပ်ကောင်းဆိုခွဲမလဲအရက်သမားများကအရက်ကောင်းဤနော်ဒီနေ့ကြော်ညာဆိုင်ဘုတ်ထဲမှာအကြီးကျယ်ဆုံးကအရက်နော်တရားပွဲကြော်ညာများမချိတ်ရရတယ်ဟောလာဘုံကဒီလိုနော်ဒါလည်းတနာစရာတစ်ခုပဲကရုဏာထားကြပါနော်တကယ်ပြောတာနော်စိတ်ရင်တိုင်းပြောတာထိတ်ငေါ့ပြောနေတာမဟုတ်တနာလုံးလို့တတ္တဝါမှန်ရင်ဘယ်သူမှမပြည့်စည်စေခြင်းမဟုတ်နော်အဲ့တော့အယသမားများကလည်းအယက်ကောင်းဤဘီယာသမားများကဘီယာကောင်းဤဖိုးသမားများကဖိုးကောင်းဤဟုတ်လားသူကနဲ့သူတော့ကောင်းနေကြတာဗျာအเจ้าကဟိုမှာလာပြီးတော့ဝေယဝဆလုပ်ကြတဲ့တပည့်လေးတွေအနှိတ်ခန့်သွားတယ်သူတို့ကမာဆက်သွားတယ်မာဆက်ပြောမာဆက်ဆိုပါတော့ကျုပ်လည်းပြောကြတယ်မဟုတ်နော်မာဆက်ထင်တာပဲနော်အဲ့တော့မာဆက်သွားတယ်သူတို့ပြောကြတယ်သူတို့မာဆက်ကကောင်းနေတာဟမ်မင်းကြည့်တော့လည်းကောင်းတာတကွမှမပါဘူးမှန်တယ်ဗျာဟုတ်လားမှန်တယ်ဗျာအိုးယူရီးယားသွားတော့တခုကြားခဲ့ရတယ်ဒါလည်းသတိပေးဦးအာဆီယံနဲ့ဗမာပြည်တော့မရောက်သေးဘူးနော်ရောက်တဲ့နေရာလည်းရောက်နေပြီပေါ့အာဆီယံဆိုတော့အာဆီယံဟာဘယ်နဲ့အာဆီယံကဘာတုံးလို့ဆိုတော့မွေးရစေဝါ10မျိုးပေါင်းပြီးတော့သုံးဆွဲကြတာနော်10မျိုးပေါင်းလိုက်ရင်မူရစေဝါဖြစ်သွားတယ်အဲ့တော့အာဆီယံကလည်း10နိုင်ငံရှိတော့သူကအဲ့ဒါကဲဗျာအကောင်းပါလားပါဗျာအေးဒါပေမဲ့သူတို့ဟာနဲ့သူတို့တော့ဘာဖြစ်နေလဲကောင်းနေတာဒီနေ့တရားပွဲပိတ်တဲ့လူတွေကလည်းသူတို့ကိုမျက်သူတို့ကိုတဏှာကရုဏာနဲ့ဆုံးမပဲ့ပြင်မဲ့လူမရှိရင်တရားပွဲပိတ်လိုက်ရတာကိုကောင်းနေတာဦးသိန်းလေမြင်မှုတယ်ကိုတို့မြင်ရလို့ကြောက်သွားတာဦးသိန်းတွေးလားဘယ်ကိုတော့ငါပိတ်ပလိုက်မင်းလည်းသတိထားပိတ်ဟာကြည့်ပြီးတော့ဩဒါကိုအရသာခံနေတာဟုတ်ဟမ်တရားပွဲတစ်ပွဲရဲ့အာကုသို့တို့မသိဘူးမင်းလုပ်တဲ့သံဃာပူဇော်ပွဲပိတ်မှာဟာကြည့်ဩဘုရားနော်သာသနာမကွယ်သေးဘူးနော်သာသနာမကွယ်ခင်ကဒီစကားကိုမိန်ရရှက်ရပြောနေတာကိုကြည်ချင်းအဖြစ်နော်သူတို့ကုသိုလ်အာကုသိုလ်ကိုမကွဲတာပဲအဲ့တော့ဒီအရိယသစ္စာဓမ္မတွေကွယ်သွားပြီဆိုရင်နော်ဟောမဲ့ပြောမဲ့လူမရှိတော့ရင်ဟောပြောပွဲတွေမရှိတော့ရင်ဒီလူတွေအတွက်အကောင်းဆုံးဘယ်လို့မှမသိဘူးစိတ်ဖြူအောင်ဘယ်လိုထားမှမသိဟမ်အခုဦးဇင်းတို့ကကရုဏာထားရမယ်နော်ကိုယ့်ထက်အသိဉာဏ်နှိမ့်ကြသူဒါဆိုရင်အသိဉာဏ်နှိမ့်ကြတာသိကြသွားပြီဟမ်သူတို့မှကုသိုလ်လည်းမသိ
အာကုသိုလ်လည်းမသိကောင်းမှလည်းမသိအကြောင်းမှလည်းမသိသူများအလူတန်းကိုပိတ်ခဲ့တဲ့အာနန္ဒတထေးကြီးဆိုအလွန်ချမ်းသာကြွယ်ဝတဲ့တထေးကြီးအာနန္ဒတထေးကြီးသေတော့တရောင်းစားတဲ့သွားဝင်စားတဲ့တရောင်းစား900နေတဲ့ရွာဝင်စားတော့အဲ့ဒီတထေးကြီးတရောင်းစား900တဲကမိမတယောက်ဗိုက်ထဲမှာဗရိတ်တွေနေတာနဲ့တရွာလုံးငတ်တောင်းစားမရအဲ့ဒီလူကဒီနေ့တန်ခါအလှပိတ်တဲ့အလှမျိုးပိတ်ခဲ့တာမဟုတ်သေးဘူးနော်အဲ့ဒါလေးကိုအခုပြောမယ်ပြောမှတော့အာနန္ဒတထေးအကြောင်းမဟုတ်ဘူးဟိုခွေးဖြစ်သွားတဲ့တထေးအကြောင်းပြောမှာတထေးတော့တထေးပဲဒါမို့ဒီနေ့တထေးကြီးဖြစ်တတ်တယ်ဆိုတာလည်းမမေ့ပါနဲ့ကဲကောင်းပြီအဲ့တော့ဓမ္မပဒပါဠိတော်မှာလာပါတယ်ဘာလဝက်ဘာလဆိုတာလူမိုက်တယ်ပေါ့နော်အဲ့ဒီထဲကဣဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံမဓုနင်္စသမဟာရံပန္တိတောဂရမာဝတိတက်သေးပြုအောင်ရုပ်ရတာနော်စာထဲမှာပါပါတယ်လို့တရားမဝင်တရားပွဲဖြစ်မှာဆိုလို့တရားဝင်အောင်ပါဠိတော်ရုပ်ရဣဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံအတန်ကောင်းအောင်ရုပ်လို့လည်းရတယ်နားထောင်ကောင်းအောင်ရုပ်လို့လည်းရတယ်ဘာမှမသိရင်တော့ဘာမှမထူးပါဘူးဟမ်ဗမာရီဟောမှာဘူးဗျာဒါပေမဲ့ပါဠိလိုမရွတ်ရင်တရားမဟုတ်ဘူးတဲ့ဆိုတော့ရွတ်အောင်မယ်နေနော်ဣဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံမဓုနင်္စသမဟာရံပန္တိတောဂရမာဝတိသာဓုဘာမှတော့မသိဘူးမဓုနဲ့ဟမ်ဟုတ်လားသိလားခင်ဗျားတို့ကျုပ်လည်းမသိဘူးအောက်ကဆရာရေးပေးလိုက်တဲ့ဗမာလိုပြန်ဖတ်ခက်ပါတယ်နော်လောကပြောဖို့အတော်ခက်ပါတယ်အဲ့တော့ခက်တာကလည်းအဲ့ဒီအသိတရားတွေခေါင်းပါနေလို့ခက်တာပါနော်ပန္တိတောပညာရှိဆိုတာဘာကိုခေါ်တာလဲနော်ဇာတဗေဒဆိုတာဘာကိုခေါ်တာလဲဒါလည်းမကွဲဘူးဘွဲရမှစာတတ်ခေါ်တာလားခင်ဗျားတို့ပြောတာရှောက်မပြောနဲ့နော်ရှောက်မပြောကြောက်ကတော့မပြောရဘူးသဘောပါလားရှောက်မပြောနဲ့မပြောနဲ့ဟုတ်ပြီအဲ့ဒါတို့လည်းမကွဲဘူးနော်တို့ကိုယ်တိုင်လည်းမသိဘူးတို့ကတော့သိအောင်ပဲအားထုတ်တယ်နော်တက္ကသိုလ်၄နှစ်တက်လာတယ်ဦးဇင်းအကျင့်ကစာကိုအလွတ်ကျက်ရမှာအလွန်မုန်းတယ်ဘာလို့ဆိုသူများပြောထားတဲ့အတိုင်းတသွေမတိန်လိုက်လုပ်ရတဲ့အလုပ်မျိုးကိုရှင်းပြရင်သူများခိုင်းတာလုပ်ရတဲ့အလုပ်မလုပ်ဘူးဗျာမှန်ပါဗျာနော်ငယ်တော့ဒါလည်းမကြတရားပွဲထဲမှာပြောဘူးတယ်ဆရာတော်ကတော့ပြောပါတယ်ဥယောဘစံတော်ချိန်နဲ့စားမယ်ကွာတဲ့ဆိုမင်းပြီးတဲ့ချိန်မှာတဲ့နော်နေလဲပူတယ်အားလဲနာတယ်သို့တော့နည်းနည်းတော့ပြောဦးမယ်သူမင်္ဂလာရဲ့အကျင့်ဆိုးကိုအတုတော့မယူနဲ့အကျင့်ဆိုးပြောမလို့နော်အဲတော့ဦးဇင်းတန်ရှင်းရေးလောက်ရတာဝါသနာပါတယ်အဲ့ဒီအကျင့်ကြောင့်ပဲအခုလည်းဒုက္ခရောက်နော်အဲ့တော့အိမ်မှာညီတွေညီမတွေရှုပ်ပွားထားကိုကဟိုအစာအုပ်ခင်းလေးရှင်းတပြည့်စီလေးလဲပါညာပေါ့အဲ့ဒါအကုန်တန်ရှင်းရေးပြီးပြီအိမ်မှာတောက်ရည်အိုးစည်းရေဆေးပြီးတော့ရေစိတ်ကလေးနဲ့ထည့်နေတော့ဖေးခမဲတော်ကြီးကဘာပြောလဲဆိုဓမ္မငါသားကွာအဲ့လိုလုပ်အောင်ပါမင်းဆိုဘုံဆိုရေဘုံပြစ်ချတာမလုပ်ဘူးဗျာခင်ဗျားပြောလို့ကိုမလုပ်ဘူးလာရှာမရှိနဲ့ကိုယ့်ကိုလုံနေတာကိုယ်သိနဲ့ကိုယ်လုံနေတာခင်ဗျားခိုင်းလို့လုပ်တာမဟုတ်ဘူးလို့မလုံနိုင်ဘူးဗျာဆိုချတာခဲ့မကောင်းပါဘူးညင်စိုးပါနောက်ကျောင်းမှာတက္ကသိုလ်မှာကျောင်းတက်တော့ရေရရှားတယ်ဗျမနေ့စောစောထားရတယ်4 နာရီလောက်ထားပြီးရင်ဘာလို့အောင်ဆိုအခန်းတိုင်းမှာဓ
တခန်းကို2ယောက်နေရတယ်ဦးဇင်းတို့မန္တလေးတက္ကသိုလ်မှာပေါ့လေအခုခေတ်တော့ဒါပုံပြင်ဖြစ်သွားမှာပေါ့လေဘယ်ကလေးမှအဆောင်မနေဘူးပဲနဲ့နော်အဲ့တော့အပြင်ဆောင်ဆိုတာဒါအဆောင်မဟုတ်ဘူးတကယ် hostel တွေဒီ university ကပေးတဲ့အဆောင်တွေနေရမှာ hostel နေရမှာဒါတက္ကသိုလ်ကျောင်းသားခေါ်တယ်အဲ့ဆက်မပြောသေးပါဘူးနော်အဲ့ပညာရေးနောက်မှာနော်ဘာလို့အောင်ပဲဆိုတာပညာရေးမေးခြင်းလာခဲ့ကြပေါ့ဖြေပေးပါအဲ့တော့ရေကိုရှားပါတော့ဘယ်သူမှမထခင်ဥသုမင်္ဂလာထပြီးရေလာတာနဲ့တပြိုင်နက်တည်းအခန်းပေါင်း200ကျော်တစ်ခန်းဝင်တစ်ခန်းတဲ့တောက်ရေအိုးတွေဖြည့်ပြီးသူမင်္ဂလာကိုယ်တိုင်ဖြည့်ရေလူကတော့ဝါသနာပါတယ်ဝါသနာပါလို့အခုကျောင်းကနေလှူးနေတာရေကတန်ကြီးတွေလိုက်လာလို့ထပ်လောက်ရတာအစင်မပြေတော့လို့ဆိုတွင်း2တွင်းတူးတာတတွင်းမှမအောင်ပေ900ကျော်တူးတာအခုသိန်းပေါင်းများစွာကုန်သွားပြီမအောင်ဘူးအခုနောက်ထပ်ဘာဆက်လုပ်ရမလဲစဉ်းစားအဲ့ဒီမှာတခန်းဝင်တခန်းတော့ရေအိုးတွေကိုရေတန့်ရှင်းပြီးတော့အိုးကိုဆေးကြောပြီးမှဥစဉ်ဖြည့်ပေးတာတနေ့စာတောက်เสียမနေ့တစ်ချိန်ညနေတစ်ချိန်လုပ်တယ်အဲ့ဒါတက္ကသိုလ်ကျောင်းတက်တုန်းကအများအားလုပ်ခဲ့တာအဲ့ဒီမှာဘေးအခန်းဘေးကကိုယ့်ထက်အသက်ကြီးပါတယ်ကိုအောင်နိုင်နဲ့နော်ကိုအောင်နိုင်နာမည်လေးထည့်ပြောတာတခြားမဟုတ်ဘူးမတွေ့တာကြာပြီတကယ်ချင်းတွေနှစ်30လောက်ရှိပြီတကယ်လို့များအသံကြားတွေ့ဦးမလားလို့ပေါ့နော်လာရှိုးကသူကအသက်ကြီးတယ်အခန်းချင်းကပ်ရဲ့သူကအခန်းနံပါတ်66ဥသုမင်္ဂလာဘက်69မှာနေတယ်နော်သူက68မှာ68မှာဆိုတော့သူခန်းထဲရေအိုးသွားယူတော့သူကနိုးနေတာမယူခင်ကိုခန်းထဲရေအိုးဖြည့်ပေးပြီးတော့သူခန်းဘက်လည်းလှည့်လိုက်ရောဟဲ့အောင်ငါခန်းထဲရေဖြည့်ပေးဦးနေတိုင်းလှုပ်ပေးနေတာအဲ့ဒါကိုခတ်တီနဲ့ထားအော်တော့လက်သီးနဲ့အဲ့ဒီရေအိုးထိုးခွဲတယ်မင်းနောက်ကငါတစ်သက်လုံးမခိုင်းနဲ့လို့ပြောသူများခိုင်းလို့လှုပ်တာမဟုတ်ဘူးငါစေတနာနဲ့ငါလှုပ်နေတာနောက်ညနေကျမှတောင်းမှပြီးရေအိုးအသက်ပြန်ဝယ်ပေးလိုက်ရတယ်နော်ရေအိုးတစ်လုံးလောက်ကတော့ဒီလက်သီးကကောင်းကောင်းကွဲသေးတယ်အခုချိန်ကြီးနော်အဲ့တော့ထားဘာပြောချင်တာလဲဆိုတော့သူများခိုင်းတာလှုပ်တတ်တဲ့ထဲမှာပါနေရင်ခိုင်းတယ်ဆိုတာဖျားခိုင်းရင်တော့လှုပ်အောင်ပေါ့နော်ပညာရှိခိုင်းရင်လှုပ်အောင်ပေါ့အဲ့တော့ပညာမင်းခိုင်းတာလှုပ်ရင်တော့ခွေးဖေခေါ်တဲ့ဇတ်ထဲရောက်သွားမယ်အခုဒီမှာကြည့်ဧဇနနံခယံဒိဋ္ဌဝါဥပစိကနင်္စအာစယံနားထောင်လို့ကောင်းဘာလဲမသိဘူးနော်အဲ့ဒါဘာလဲဆိုတော့ဘုရားကဒီဇတ်ကိုဒီစကားလေးကိုပြောတဲ့လူကဘုရားမဟုတ်ပါဠိနားထောင်တိုင်းဘုရားစကားလို့လည်းထင်မနေနဲ့နော်မဒုနင်္စသမဟယံသမဟာရံပန္တိတောဂရမာဝသိဒီစကားကိုဆုံးမတာကသာဝတိမြို့ကဒေါဒေယတထေးကြီးဘယ်သူတထေးကြီးပြောတဲ့စကားဘုရားဟောမှမနေနဲ့အောင်အဲ့တော့ပါဠိရွတ်ဆိုတော့ရွတ်တော့ရွတ်တာဘုရားဟောမှဟုတ်တာတော့မတတ်နိုင်ဟမ်တထေးကြီးကသူ့သားကိုဆုံးမတာဧဇနနံခယံဒိဋ္ဌဝါငါသားတဲ့အလှပေးတယ်ဆိုတာကုန်တာပဲပါတယ်တေတော့ကိုပစ္စည်းကိုရှာစားတာခင်ဗျားတို့ကိုထမင်းစားဖို့ဘယ်သူကလာပေးကိုကကိုရှာစားရတာမလားဟုတ်တကိုးရှင်ကပေးလားဟုတ်38မိနစ်နတ်တွေလည်းမထိခိုက်နဲ့တဲ့တရားဟောတဲ့နေရာမှာဒါလေးပြောထားတယ်မထိခိုက်ပါဘူးမပေးလို့မပေးဘူးပြောတာဟမ်ပေးလားပေးပါဘူးဗျာပေးမှမပေးလို့မပေးဘူးပြောသူတို့ရဘူးလားတော့မပြောတတ်ဘူးနော်ဒါပြင်ဝိဇ္ဇာဇောကြီးတပတိဘိုးတော်ထွက်ရပေါက်တွေကပေးလားပေးပါဘူးဗျာစပားရအောင်ဘယ်သူစိုက်တိုက်ကြီးကလေတွေဘယ်မိတ်လင်လာစိုက်ပေးဟမ်အဲ့ဒီပလင်ဘောကနေခရိုင်းရိုင်းနေထင်လဲမတတ်နိုင်ဘူးသူမင်္ဂလာငကိုတဲ့လူရိုင်းမယ်မှန်ပါဗျာဟမ်ဘယ်သူမှလာဆိုင်ပေးဘူးကိုစိုက်ရအဲ့တော့ကိုထမင်းကိုရှာစားရတာမဟုတ်ဘူးလားမှန်ပါဗျာအဲ့တော့သူများမတာများရှိသလားရှိပါဘူးမရှိတော့ကိုရှာထားတဲ့ဟာတွေချစ်ချုပ်စုထားတဲ့ဥပမာပေးမယ်ငါသားတဲ့မျက်စင်းလေးမျက်စင်းပင်ပလင်းတဲ့ကမျက်စင်းလေးမျက်စင်းခတ်တော့အလုံးစုံခတ်20ပဲသူဥပမာလေးရလေ20ခတ်ပါများတော့ဒီမျက်စင်းပလင်းတဲ့ကမျက်စင်းပါဖြစ်တော့အဲလိုပဲမှတ်ထားအောင်မပညာရှိစကားများကြားခဲ့ဟမ်ပညာရှိတော့ကြားခဲ့တယ်ဒီမှာကြည့်အောင်ပါဠိတော်နဲ့အထောက်ထားနဲ့လာတာ
Izananan kayan deidwa upasika ninsa asayam. Myesimbalinega myesingali dazet kayin kong dwadalu ngata ye bisi sura luyin kong ne ngata malune. Bali dole. No kata sound tha kamya do era. Tho ba la. Bisi usa ko sha bi su wa ma le.ဟုတ်ကလားအဲ့ဒါသူများသွားပေးနေဘာဖြစ်မို့ကုံမှာမလူနေဟုတ်ပလားမဒုနိစ္စသမဟာရံပန္တိတောဂရမဝတိပညာရှိတို့မြည်သည်မှာပိုးရွချတို့လို့နော်ချလေးတွေအကောင်သေးသေးလေးတွေလှုပ်ရင်းနဲ့ဘာဖြစ်တော့အဲ့ဒါလို့ပြားကောင်တို့လို့နော်ပြားလေးတွေကသူများဝတ်မုံသွားဆုပ်ပြီးဘာလို့တော့ပြောင်းတယ်စုထားကျုပ်ကလည်းမနေနိုင်ဘူးဗျာဒါဖြည်းဖြည်းပြောရမယ်စကားဒါပြောကျင်လာပြီပြောင်းတယ်စုထားတဲ့ပြားရည်နောက်ဆုံးကြဘယ်သူယူသွားမြင်တာပြောတာပါစာထဲမပါဘူးနော်ကိုယ့်အကုန်မြင်တာပြောတာအဲ့ဒါပညာမဲ့ဆိုလဲဆိုခြင်းဆိုဖို့လေဟမ်သူပေးထားတဲ့ဥပမာကတော့ပြားကလေးတွေလို့နော်ဝတ်ပုံလေးတွေရှားအိမ်ထဲမှာစုနည်းချင်းစုတော့ပြည့်မလာဘူးလားပြည့်လဲလာရောသေချင်းစုနဲ့သေရောပေါ့သဘောပါလားအဲ့တော့ပညာရှိမှန်ရင်တဲ့ပိုးချပရွတ်တို့လို့ပြားကောင်တို့လို့အနှဲငယ်ချင်းစုပြီးနေရမယ်တဲ့သူများကိုဘာမှမပေးနဲ့ဟုတ်ပလားမှန်ပါဗျာဟိုဖုံးတောင်းရာစကားဆိုတာငါပြင်းနေငါဖြင်းနေကိုယ့်အကိုရှာဖွေမစားပဲသူများလှုပ်စားကျင်တဲ့ကောင်တွေမကြွေးနဲ့ပညာရှိကြီးတောဒေရကဆုံးပါသူ့သားသူ့ဘကိုနော်ကျွန်တော်ဒီထက်ဒီလိုသားတွေသမီးတွေဒီလိုဆုံးမတဲ့လူများရှိသေးလားရှိပါဘူးဗျာဟောအေးတော်သေးတယ်ဟမ်ခုခင်ဗျားတို့ရှာဖွေစူးစောင်းတဲ့စီးစိမ်တွေကိုပိုင်လားပိုင်ပါဘူးဗျာမိခင်တက်တဲ့ထည့်သိမ်းထားတာလေဗျာပိုင်ပါဘူးဗျာဟမ်ပိုင်လားပိုင်ပါဘူးဗျာသိရင်ကိုနောက်ပါမလားပါဘူးဗျာကိုနောက်ကပါပါဟောဒါပြဘာဟောစရာလိုတော့ပြန်ချစို့နော်ဆက်ဟောနေပိတ်တော့မှာဟမ်သဘောပါလားအဲ့ဒါခင်ဗျားတို့ဘာလို့သိတော့ဟောတဲ့လူဟောနာတဲ့လူနာထားလို့သိတာဗောမဟောရင်သိမလားခုတရားပွဲတွေရှိတော့အကောင်းဆိုတိုက်ကြည့်လူလေတွေနော်သူတို့ကုသိုလ်ရအောင်လုပ်တတ်တယ်ရှင်းတယ်နော်မြို့မိမြို့ဖတွေလည်းအတော်ပန်းတ်တယ်လို့ပြောရမှာပေါ့နော်အခွေးအဖေခေါ်တဲ့ထဲတော့မပါတော့ဘူးမပါတော့ဘူးအခုလာတော့မကြည့်သူဆုံးမတာကဒါဟိုသားတွေသမီးတွေအိမ်ကအခိုင်းစီတွေကစဆုံးမတာမျက်စင်းပလင်းလိုပဲမှတ်ထားမင်းတို့တစ်ဆက်ခတ်တာတဖြည်းဖြည်းနဲ့ဒီမျက်စင်းပါဖြစ်တော့ကုံွားတာအဲ့တော့ပစ္စည်းဆိုတာဘယ်သူမှမလူနဲ့မပိနဲ့မကန်းနဲ့ရအောင်ရှင်လားလုံအောင်သိဗါတဲ့ပစ္စည်းဘယ်နှသိလုံပန်းအပ်ထားလဲကုန်တာအတိုးပြီးတော့လဲပြောင်းတာဟမ်သဘောပါလားစဉ်းစားကြည့်နော်အတိုးပြီးတော့လဲအတိုးလည်းမရဘူးအရင်လည်းမလာတော့ဟမ်အိမ်ထဲထည့်ထားတော့လဲသားသမီးကခိုးသုံးဘယ်သူမှမသုံးတော့ဟောရေကြီးတော့ပါသွားရောသဘောပါလားပစ္စည်းဥစ္စာဆိုတာဥထားလို့ရသလားအဲ့ဒါ तू ကတော့ရအောင်ရှာလုံအောင်သိပညာရှိစကားနဲ့ကြွားတယ်နော်ဘုရားရှင်ကိုတော်မြတ်ကြီးကတော့ရှာကလေးကလှူဖို့ရှာပါတယ်ရှာကလေးကလှူဖို့ရှာစပားဆိုင်တယ်လှူဖို့ဆိုင်အိုးဖျားဆုံးကမယ်နော်စပားပေါ်လာဆုံးကမယ်စပားရိတ်ချင်းဆုံးကမယ်ဟမ်စပားဆိုင်ချင်းဆုံးကမယ်ဘာလို့ဖို့ဆိုလှူဖို့ကျတော့စပားဆိုင်ရင်ဘာဖြစ်နေတော့အောင်မလေးဗျာစပားဆိုင်ရင်ကုသိုလ်ရတယ်အယောင်းဝယ်သွားနော်ဘာလို့ဖို့လှူဖို့စေတနာကလေးကလှူဖို့လို့အမြဲစိတ်ညွတ်တာဥစဉ်လေအကျ
ကျွမ်းပြောတာမဟုတ်ဘူးကိုကောင်းကြောင်းလေးတစ်ခါတလေပြောခွင့်ပေးပါနော်ကိုဖို့ဆိုမတူတော့ဘူးဗျာနော်တစ်ခါတလေလေးပြောခွင့်ပေးပါငယ်ငယ်ကမိခင်ဖခင်ခေါင်းတို့နဲ့နေခဲ့ရတော့အခုတော်ရရဝတ္ထုတို့ဘာတို့ဆိုတာ6တန်းကျောင်းသားဖောက်ထားတာနောက်ထပ်ထပ်ဖတ်စရာမလိုဘူးသိအခုပါဠိလိုချင်လို့သာဆရာသမားတွေအပူကတ်တော့ဆရာတွေကအခုဒါလာဂန်နီးမှာကောက်ရေးလာတာရေးတာလည်းကိုရေးတာမဟုတ်ဆရာရေးပေးတာဘုံဘုံတို့လောက်ကြအောင်ဆိုမင်းတော်ဆိုးတဲ့ကောင်တဲ့ဟိုမစင်စွန့်ကန်နီးမှာမစင်တွင်းရှာတဲ့လူလိုပဲနော်ဆရာဆူတယ်ဦးဇင်းရီးနေတယ်ဘာလို့ဆိုဝတ္ထုကဓမ္မပဒဘယ်ဝတ္ထုမှဥဒ္ဓမင်္ဂလာပြန်ကြည့်ကြမလို့6တန်းကျောင်းသားအကုန်ဖတ်ပြီစာတော့မတတ်ပါဘူးရတာဖတ်ထားတာအဲ့တော့ပြောချင်တာအဓိကအဲ့ဒီပါဠိတော်လေးပါခြင်းလို့လိုက်ရှာရတာဟုတ်ဗျအဲ့တော့တော်ရရာကြီးကြောင်ကောင်းကောင်းသိတယ်နော်အလှတန်းမှန်သမျှကိုအိမ်စီကစမခံဘူးသူ့ရဲ့ထမင်းတို့ဟင်းတို့တောင်မှနော်လှူတဲ့ထဲမထည့်ခိုင်းဘူးဝတ်စာတဲ့ထည့်တိုင်းရှင်းသလားအဲ့ဒါလို့နေသွားတဲ့တော်ရရာကြီးတေးတဲ့ခါပါဖြစ်တယ်ကျုပ်ပြောစရာမလိုခင်ဗျားတို့ကုန်သိမှန်ပါဗျာနော်တော်ရရာသေးတော့ဖြစ်စည်းဆွဲသေးကျန်တာတွေသူသားကိုပြောပြီးပြီရွှေချင်းနှင်းရဲ့နော်ရွှေဖလားရဲ့အဖိုးတသိန်းတန်တဲ့ပစ္စည်းတွေသူသားကိုနေရာမပြောရသေးခင်အဲ့ဒီပစ္စည်းတွေမပြောသေးဘူးဆိုတာသူ့အတွက်သူခြံထားသေးတာတကယ်လို့မသေးပြန်ရှင်လာရင်သူ့ပစ္စည်းကုန်သွားမှာဆိုလို့ဆရာသားတစ်ခွက်ခြံအဲ့ဒါလေးလည်းမှတ်ထားအောင်အမွေဆိုတာကုံအောင်ပေးရင်အိမ်ကကုံကန်ချခံဒီဝတ္ထုတွေရောမရှိဘူးလားဟိုဘဟုဗုဒ္ဓိကာတို့ဆိုရင်လေဘဟုဗုဒ္ဓိကာသောနာတို့ဆိုရင်ရှိတဲ့အမွေတွေအကုန်ပေးသားသမီးတွေကမြောက်ပြီးတောင်းအမေရဲ့သားသမီး10ယောက်တောင်ရှိတယ်ဘာဘူးစရာရှိတော့နော်တအိမ်တလနေ10လနော်အမေကျွေးထားမှာဗောဒါတွေဘာလို့ဖို့တော့ခွဲပေးလိုက်ဆိုတော့အဟုတ်မှလို့ခွဲပေးတော့ခွဲလဲပေးရောနေစရာကိုမရှိတော့နော်သမီးအိမ်သွားတော့သမက်နဲ့မတည့်သားအိမ်သွားတော့ချွေးမကနင်ချအဲ့တော့တော်ရရနီးရလည်းမစိုးဘူးလို့ပြောတော့ပြောရမှာမစိုးတာမစိုးတယ်အဲ့ဒီဟာစွဲသေးတော့ခွေးပြီးပါလေဗျာသူ့အိမ်မှာသူခွေးပြန်ဖြစ်မှန်ပါဗျာခွေးကြီးကလေသူ့ဘာကသူ့သားကဘဝနီးနီးဆက်ဆက်ဆိုတော့ဒီခွေးကြီးချစ်လိုက်တာတထေးကြီးသူ့ဘာဖြစ်သွားပြီနော်တထေးကြီးတော်ရရတော့ဘယ်ရောက်သွားခွေးဖြစ်သွားပြီသူ့ဘာအိမ်ကခွေးသူ့သားအိမ်ကခွေးဟုတ်ပြီနော်စဉ်းစားကြည့်နော်အဲ့ဒီဘဝမျိုးတွေအဲ့တော့အဲ့ဒီခွေးကြီးကလူဘဝတုန်းကလည်းမျက်စင်းကုံတယ်လို့ပဲဟေးလူရင်တစကုံတတ်တယ်ကွဟုတ်ပြီနော်ချတောင်မို့လို့စုပြားရည်လို့စုရအောင်ရှာလုံးအောင်ပြောဒါလေးမှတ်သွားအောင်ရအောင်ရှာသိကြတယ်နော်အဲ့ဒါပြောထားတဲ့ပုဂ္ဂိုလ်ဆိုတော့အလှခံသူကလုံးဝမတည့်ဘူးတရောင်းစားလာမောင်းထုတ်ဘုံကြီးလာအော်လော့နော်ကြော်စွန်းတောင်လောင်းပေါ်မရအဲ့ဒီမှာတည့်ရဘုရားရှင်ကိုရောမြတ်ကြီးကသူ့အိမ်ဆွမ်းခံကြွတော့ဘုရားမြင်တယ်ဆိုရင်ပဲတောရိယခွေးကြီးอ่ะခုတော့တထေးကြီးမဟုတ်တော့ဘူးဘာဖြစ်သွားလဲတောရိယခွေးကြီးอ่ะအသေးအံဟောင်းကြည်သနော်ကြောက်เสียကောင်းတာခုသာခင်ဗျားတို့ဗုဒ္ဓဘာသာနဲ့တော့ကြသားဆွဲသေးသမိဆွဲသေးပစ္စည်းဆွဲသေးအခုမသိခင်ကဟောင်းနေတဲ့ခါကျတဲ့ဘုံကြီးရှိသေးတာဘူးဟမ်ဖန်ကကိုမမြင်နိုင်တဲ့ပုံကိုယ်တွေတရားပွဲကိုမမြင်နိုင်တဲ့ပုံကိုယ်တွေဟောင်းနေတာရှိသေးတယ်ပြီးလူဟောက်လား6လားနဲ့ကိုတော့ဘာဖြစ်မယ်ညာဖြစ်အောင်ငါအပြစ်လုပ်ထားတာကိုမှမရှိဘူးနော်သူမင်္ဂလာဘယ်သူမှမကြောက်ဘူးမှန်တယ်ဗျာဟဲ့လေတရားအာဃာရတွေပါကြလားနော်ကရုဏာလေးပြန်ထားနော်သဘောပါလားတနာဖို့အလွန်ကောင်းလို့ပါတနာဖို့အလွန်ကြောက်တာသူတို့ကိုစားဥစဉ်အလွန်ကြောက်သွားစိတ်ထဲမှာတော်တော်ကိုအထိတ်တလန့်ဖြစ်သွားတယ်ကြောက်တယ်ဆိုတာဟိုအဖမ်းခံမှာကြောက်တယ်လည်းမဟုတ်ဘူးအရိုက်ခံမှာကြောက်တယ်လည်းမဟုတ်ဘူးအပိတ်ခံမှာကြောက်တယ်လည်းမဟုတ်ဘူးအဲ့ဒီသူတို့ဖြစ်တဲ့အမှုတို့မျိုးကိုကြောက်သွားငါသာလေလို့နောက်ထပ်ဒီလိုပါပမိတ်တတွေနဲ့ပေါင်းမိ
ငါလည်းဒီလိုအကုသို့မျိုးတွေလုပ်အောင်ပါပဲအခုကြည့်တောရိယာနော်အရင်လူဘဝတုန်းကတထေးကြီးအခုဖျားကိုတောင်ပြန်ဟောင်းတဲ့ခွေးကြီးဖြစ်နေအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆုံးခံကြွရင်းနဲ့ပြုံးနောက်ကအရှင်အနန္ဒာမြင်နေပေါ့လေဒါတော့တခါလဲလို့ရမှာပြုံးပြီးတော့ဘုရားဗာပြောဆိုတောရိယာတဲ့မင်းလူဘဝကမလူခဲ့မတန်းခဲ့အလူကံပုဂ္ဂိုလ်တွေကိုဟိမ့်ဟဲ့ဟောက်ခဲ့ဆဲခဲ့ဆိုခဲ့တာအားမရသေးဘူးအဲ့ဒီလိုလုံးလို့ခွေးဖြစ်နေတာကိုမမှတ်သေးဘူးလားဘုရားကလေတောရိယာဟဲ့ကောင်မင်းခွေးဖြစ်နေပြီမမှတ်သေးဘူးလားအလူကံပုဂ္ဂိုလ်တွေကိုမင်းဟိမ့်ခဲ့ဟောက်ခဲ့ချင်းခဲ့၆ခဲ့နှင်ခဲ့ညှဉ်းပန်းနှိပ်စက်ခဲ့လို့အခုဘာဖြစ်နေပြီမင်းမမှတ်သေးဘူးလားတောရိယာပြောတာဘုရားကဒါလေးပြောပြီးတော့ဆက်ကြွသွားအထက်ကအိမ်စီတယောက်ကကြားလိုက်အဲကြောင့်တို့တထေးကပြောတာသူများအိမ်လည်းလာတောင်းသေးတခင်အားရကြုံပါဝရတယ်တပုံကြီးရှိအောင်ပါလားဟမ်ဘောပါလားအိမ်ထဲကနေအောင်သူများအိမ်လည်းလာတောင်းသေးတောင်းတာလားအလူခံတာလားမတူဘူးနော်မတူဘူးနော်တရားသားနဲ့ဘုန်းကြီးများခင်ဗျားတို့မတူဘူးနော်အေးမတူမှန်းသိမိတာပဲအလူခံပုဂ္ဂိုလ်တရားသားမဟုတ်ဘူးအေးတရားသားဆိုတာမပိတ်ဟောင်းတာအလူခံဆိုတာတရားမဆိုတရားသားတွေရှိသေးတယ်မပေးခြင်းပေးဆိုတဲ့တရားသားတွေရှိသေးတယ်ရှိပါရဲ့ဗျာဘောပါလားပါပါရဲ့ဗျာနီးပြီတင်တယ်တရားပြန်တော့စောင့်နေငါမပြောတော့အဲ့တော့ရှိသေးတော့နော်တဏှာလို့ပြောတာတဏှာလို့ပြောအဲ့တော့နောက်ကသခင်အားရကြွန်ဘာဝလောက်တတ်တဲ့ကြွန်ကဘာပြောလဲဆိုတော့သူများအိမ်လည်းလာတောင်းသေးတယ်တို့သခင်ကိုများခွေးဖြစ်သလေးပါဖြစ်သလေးနဲ့နေအောင်လာမှတထေးကြီးလာမှတိုင်မယ်ဒီကိုတော့တရားဆွဲခုခေတ်လို့ဆိုရင်ပေါ့လေဒီမိုကရေစီခေတ်ဆိုတရားဆွဲလို့ရထင်တာပဲနော်ဒီကိုတော့တရားဆွဲမယ်ဆန္ဒပြမယ်မဖြစ်ဘူးအဲ့တော့တပိတ်မှောက်မှဖြစ်တပိတ်ဆိုတာစွန်းစားတာ哦စွန်းမလောက်မှောက်ထားရုံရှိတာပေါ့ဒါပြောတာပါနော်တလွဲမတွေးပါနဲ့တော့ကြောင့်ဟိုဌာနကောက်သွားမဲ့ကောင်တွေလည်းရှိသေးတယ်ဂွေယူခြင်းအစဆုံးယူသွားလို့ပြီးရင်ထုတ်ပေးလိုက်ပါကွာနော်အဲ့တော့အဲ့ဒါလို့ဆိုတော့သူ့ဘက်ကအဲ့ဒီအချိန်မှာမရှိဘုရားကြွလာတဲ့အချိန်မရှိအပြန်နေပြန်လာတော့အဲ့သခင်အားရကြွန်ဘာဝကလမ်းတိုင်တထေးကြီးပေါ့လေအေးဘာတော့ပြောအခွေးလေးကိုပေါ့သူ့ဘာဆော့မြူးနေတာဟိုကလည်းသူ့သားလေးဆိုတော့ချစ်လိုက်တာနော်ဘာနန်းလိုက်ခေါင်းနန်းလိုက်ခိုးပေါ်ခုံတက်လိုက်အဲ့ဒါအိမ်မှာအဲ့လိုခွေးလေးတွေရှင်သတိထားနော်ဖေလားအမေလားမသိဘူးသဘောပါလားဘောကြအဖိုးတွေမွားတွေလားမသိဘူးမလေး तू ကသိချစ်တာအမီးလေးတနန်းနန်းနဲ့သူ့ဂယုမဆိုင်ရင်စိတ်ကောက်သေးတာသတိထားဘယ်သူမှမသိဘူးဟမ်ဟုတ်ကလားအေးအဲ့ဒီမှာဘာတွေဖြစ်သွားလို့တော့ဆိုဒီနေ့မနေ့ယဟန်ကြီးဂေါရမသူကဖះလို့မခေါ်ဘူးသူတို့ကနော်ဖះနဲ့မတည့်တဲ့လူတွေကဘာခေါ်တော့ယဟန်ကြီးဂေါရမကြွလာတယ်အလူကအိမ်ရှိကိုဟုတ်လားတခါမှမလူဘူးပဲနဲ့သူကဘာလို့လာအဲ့ဒါကိုဟောဒီခွေးလေးကဟောင်းတာသခင်ခွေးလေးကဟောင်းတာအဲ့တော့အဲ့အချိန်မှာခွေးကနာမည်တစ်မျိုးပေါ့လေတောရိယာလို့တော့ပဲခေါ်လိုက်မလဲဟုတ်လားအဲ့တော့ဂျော်ကီတွေဂျော်နီတွေဖြစ်နေမှာပေါ့အဲ့တော့ဒီခွေးလေးကဟောင်းတာကိုအဲ့ဒါဘုရားကတောရိယာမင်းအရင်ဘဝကအလူခံတွေကိုညှဉ်းပန်းနှိပ်စက်နှင်ထုတ်ခဲ့လို့ရိုင်းပြခဲ့လို့အခုခွေးဖြစ်နေပြီခွေးဖြစ်တဲ့ဘဝတောင်မင်းမမှတ်သေးဘူးလားဒီစကားကြီးပြောသွားတယ်သခင်ရဲ့အောင်မတွေ့ကြသေးတာပေါ့ငါအဖေခွေးဖြစ်တယ်ပြောဟောတောရိယာဒေါသပုံထပြီတောရိယာသားသူ့ဘအဲ့ဒီခွေးသားဟုတ်မှန်ပါဗျာဟုတ်ခွေးသားဆိုတော့ခွေးတွေးပဲတွေးမှာပေါ့
ဟုတ်ကလားမွေတော့ကတော့ခွေးမဟုတ်ဘူးပေါ့ကွယ်နော်လောလောဆယ်တော့အခုဘသူသားဖြစ်နေပြီအေးခွေးသားလည်းမဖြစ်ကြစေနဲ့အဲ့ဒါဘုရားသွားဆဲပါလေရောကျောင်းတော်ဒေါနဲ့မောနဲ့သွားတယ်ပြီးဆဲတော့ဘုရားပြုံးနေတယ်ဘာမှမပြောဆဲလုံးမကဆဲမဲတော့မောတော့သူ့ဘာကပြန်ပြောလေယဟန်ကြီးခေါ်တော့မှအရင်ကတော့ကျုပ်ပွေခွေးလေးပါလေးပြောပြီးတော့အခုကျုပ်ဆဲတော့ခင်ဗျာဘာတတ်နိုင်လို့ဆိုကဲထားပါဦးမင်းပြောတာပြီးပြီလားမပြီးလို့လည်းမရဘူးမောပြီတယောက်တည်းရံဖြစ်နေရံတယောက်တည်းဖြစ်မရဘူးဟုတ်ကလားရိတ်ချင်းမှရှိတာတယောက်တည်းဘယ်လူရံဖြစ်လို့ဟုတ်ဒီလူတွေတရားဟောလို့ရတယ်ဆိုတာအောက်ကတရားနှစ်သက်တဲ့လူမလို့တရားစကားပြောရတယ်ဟိုတရားနားမလဲတဲ့လူသွားပြောတော့ဘယ်လိုသိမလို့သဘောပါလားဒါသူတော်ချင်းသတင်းလွိဒါကြတော့ဒီလိုခေါ်တယ်နော်နေရာတကာလဲစကားပြောတွေအသုံးတွေလိုသေးတယ်အဲ့တော့ကောင်းပြီမင်းပြောတာပြီးပလားတော်ဒီသူ့ပါပြီးပြီမင်းငါပြောတာကိုမယုံဘူးလားရှာကျုပ်ဖေသထေးဗျမနာပုံနာခုချိန်ဗျမပြီပုံနာသိရင် तू ကဗျမပြီရောက်တယ်ပြောတာဟုတ်တယ်နော်ကျုပ်တို့ကဗျမနာမျိုးခုချိန်ဖေပါရောက်ခန်းနေပါဦးကွာမင်းသက်သိနဲ့ပြောရင်မင်းယုံမလားပြောဗျာခေါ်ဗျာခမရမဟုတ်လို့တော့ခမရဟုတ်ပြောမှာပေါ့လေနော်ပြောမှာပေါ့အဲ့ဒါဘယ်လိုပြောတယ်ဆိုတော့ကိုယ့်စဉ်းစားလိုက်တော့နော်ဘုရားပြောမှာသင်္ကန်းဆွဲချွတ်ပြမယ်ဆွဲရမ်းပြမယ်ဘာဖြစ်တယ်ညာဖြစ်တယ်သာဝတိကနှင်ထုတ်မယ်ဘာညာပေါ့ဗျာတော့ကြတိုက်ဆိုင်နေမှာမဟုတ်လို့ခွေးသားဆိုတော့ခွေးစကားပဲပြောမှာပေါ့နော်အဲ့တော့အဲ့ဒါလိုပြောတဲ့ခါကျတော့ဘုရားကကဲနေအောင်နားထောင်မင်းကငါသက်တည်နဲ့ပြရင်မင်းယုံမလားပြောဒါမြင်ပြောခင်ဗျာပြောဟုတ်ရင်ဟုတ်မဟုတ်ရင်ခင်ဗျားနဲ့ကြုံနဲ့တွေ့မယ်ဟုတ်ပြီမင်းဖေမင်းကိုမပေးရသေးတဲ့တသိန်းတန်ရွှေချင်းနင်းရဲ့နော်ရွှေဖလားကြီးရဲ့နော်ရွှေလင်ပန်းကြီးရဲ့မင်းအဲ့ဒါရလိုက်လားမရလိုက်ဘူးအဲ့ဒါအဖေပြောမတော့ဘူးဘယ်နှထားမှမသိဘူးမင်းပစ္စည်းစင်းရဲထဲမှာရှိလားရှိတယ်ဒါပေမဲ့အဖေအမြုပ်လားမတွေ့ဘူးအဲ့ဒါကြီးလိုချင်လားဆိုဘယ်လိုလိုချင်တာပေါ့တသိန်းတန်လေနော်အဲ့တုန်းကတသိန်းဆိုတာအခုချိန်ကဒေါ်လာတသိန်းလည်းဖြစ်ချင်းဖြစ်မယ်တသန်းလည်းဖြစ်ချင်းဖြစ်မယ်ဟုတ်လားအဲ့တော့ငွေစည်းချင်းမှမတူပဲဘူးဗျရရင်လိုချင်တာပေါ့ဒါပေမဲ့ရတဲ့နီးပြောမယ်နားထောင်မင်းအိမ်ပြန်ရောက်ရင်မင်းခွေးကိုသေးချာကြာနာရေချိုးပေးရေမိုးချိုးဆုပ်နဲ့နှိမ့်နဲ့ပေးပြီးတော့မှနိုတမင်းကောင်းချက်ပြီးတော့မင်းကိုသူကြိုက်တတ်တဲ့အသားနဲ့ခွေးကိုကြာနာကျွေးအဖေလို့ခေါ်ပြီးတော့ကျွေးရွှေဗလားတော့ရခြင်းပါရဲ့ကြာနာကျွေးနော်ကျွေးပြီးရင်မင်းအိမ်ကစက်တီဆိုဖာကြီးပေါ့နော်တင်ပြီးတော့ပေါင်ပေါ်ကိုသူ့ခေါင်းလေးတင်ပုတ်ပေးစားပြီးအိမ်မှာဟုတ်တလိမ့်ဆန်ဆိုတာစားပြီးအိတ်တာပဲနော်စားတာရဲ့အိတ်တာရဲ့ကာမဂုဏ်ခံစားဒီသုံးမျိုးသိတယ်ကျန်ကိုယ်တော်လည်းမသိဘူးအဲ့တော့မင်းခေါင်းလေးပုတ်ပေးအိတ်ချင်မူရူဖြစ်လာမိတိဖြစ်တဲ့အချိန်ကြမှာအဲ့ဒီချိန်သတိထားအကုန်ပေါ်တာပဲတော့ပါလားအိတ်ချင်မူရူနဲ့သေအံမူသတိထားခင်ဗျားတို့လှုပ်ထားသမျှအကုန်ပြန်လာရှင်းတယ်နော်ဒါတော့ဝိပဿနာလမ်းစဉ်တွေပေါ့နောက်ကျုံတော့ဟောရတော့မှာသိမကြတော့ပါဘူးနော်အဲ့တော့အဲ့ဒီပါအိတ်ချင်မူရူမေးပြီးတော့အိတ်ချင်မူရူဖြစ်တဲ့ချိန်ကြမှာအဖေလို့ကြာနာခေါ်ဟုတ်ပြီနော်ဘယ်သူခေါ်ပါခင်ဗျားတို့ခေါ်မလားအေးဒီခေါ်စရာမလိုပဲမခေါ်ပါနဲ့ဘောတော့3သိန်းရမှာဟုတ်ဟမ်
ရွှေချီနင်းကြီးလည်းပါရွှေဖလားကြီးလည်းပါရွှေလင်ပန်းကြီးလည်းပါဟုတ်လားခေါ်မလားမခေါ်ဘူးလားသူ့ဘာခေါ်မှာတော့တရားကောင်းစဉ်ဟာသူ့ဘာပြောတာပါနော်အဲ့ဒါမင်းအဲ့ဒါလို့ခေါ်ပြီးမေးအဖေအဲ့ဒီဟာတွေဘယ်နာထားတော့ကျုပ်ပေးအောင်လေကျုပ်အဲ့ဒါတွေမရသေးဘူးအဖေရဲ့နဲ့ခေါ်ပြီးပြောဘယ်သူပြောอ่ะဖေရဆိုတော့ခင်ဗျာသိကြလားသိကြတယ်မင်းအဲ့ဒီတိုင်းသာလုံးမရတော့မင်းငါကြိုက်တယ်လို့လာလုံးလဲအေးတွေ့ကြသေးတာပေါ့သွားပြီသူ့ဘာလုံးမခွေးအဖေခေါ်ဖို့အိမ်ပြန်သွားပြီနော်အိမ်ပြန်သွားပြီကြာနာခွေးရေချိုးပေးတယ်တိတတ်တဲ့လူဆိုတော့မျက်ရည်တွေပါလေကြာနေဦးမှာပေါ့ဒါပေမဲ့သူ့ဘာမကြပါဘူးပျော်နေရတော့မှာဘာလို့တော့ရတော့မှာရွှေချီနင်းကြီးလည်းရမယ်ရွှေဖလားကြီးလည်းရရွှေလင်ပန်းကြီးလည်းရဆိုတော့ကြာနာအမွေတွေပါလေပြောင်းအောင်တိုက်ရေချိုးပြီးတော့မှဟင်းကိုစပယ်ရှယ်ချက်ထားတယ်သူခွေးကြီးကြိုက်တတ်တဲ့ဟာပေါ့လေအဲ့ဒါကြိုက်တတ်တဲ့သမင်းနဲ့နို့သမင်းနဲ့ကြာနာကျွေးအဖေစားဟိုကောင်မော့ကြည့်မှာပေါ့နော်တော်ရရသိတယ်သူ့ဘာကသာသူ့ဖေမှမသိတာအဲခွေးဖြစ်လို့မသိဘူးတော့မထင်နဲ့နော်ဟမ်အဲ့ကြမှာကိုရကြောင်နဲ့မျက်ရည်ကျနေရမယ်ခင်ဗျမှန်ပါဗျာရှင်းလားရှင်းပါတယ်ဗျာတော့ဦးဇင်းတို့ထိုင်သွားတော့အဲ့ဒီကိစ္စလေးမမေ့ဘူးဖြစ်စင်ကြီးတကောင်နှစ်ကောင်ရှိတယ်တကောင်ကိုအစာကျွေးတော့ဘုန်းကြီးကျွေးမလားကျွေးတယ်ပေါ့ကွာစင်လေးဆိုတာအကောင်ကြီးသလောက်နှလုံးသားသိပ်လှတဲ့ကောင်တွေနော်သိပ်နှုတ်ညံ့တဲ့ကောင်တွေဦးဇင်းသိတယ်ဒီကောင်ကြီးတွေမကတ်ရဲဘူးဘုန်းကြီးတွေဒီကောင်ကြီးတွေဘာမှမလုပ်ပါဘူးကွာတနာစရာလားငါပြောသေးလေးတလုံးညနှမောင်းနဲ့ခွန်ကျွေးနဲ့ तू ကကိုယ်သေးချာကြည့်ကိုလည်းသူ့မျက်လုံးကြည့်ငါဒီကောင်မြင်မှုသလိုပဲစိတ်ထဲမြင်မှုသလိုပဲမျက်လုံးချင်းစုံဒါမျက်လုံးကစကားပြောတယ်နော်မကြောက်မျက်ရည်တောက်ကြလာဩငါသာမသိတာဒင်းသိလောက်တယ်မင်းမိုက်တာဟုတ်ကွာဘာမိုက်ထားမှလည်းမသိတလိစ္ဆာဖြစ်မှာတော့မိုက်လို့ပေါ့မင်းမိုက်တာဟုတ်ကွာငါလည်းမင်းလို့မဖြစ်အောင်လုပ်ပါမယ်သဘောပါလားကိုယ့်ကိုယ်သတိပေးနေရတာတော့ကြမဟုတ်မိုက်ချင်တဲ့စိတ်တွေပေါ်လာတာတကယ်ကကရုဏာစိတ်မေတ္တာစိတ်တာပေါ်ရမယ်ရှင်းတယ်နော်တို့မှယံသူဆိုတာရှိပါဘူးဓမ္မဘက်တော်သားမှယံသူမရှိဘူးလာတယ်ဟိုရခိုင်ပြည်နယ်တရားဟောသွားတဲ့အခါအဲ့ဒီစစ်တပ်ကကောင်တွေလာတယ်ဘုန်းကြီးတဲ့တရားပွဲဝေယဝဆလုပ်ချင်လို့လုပ်လေကွယ်ဘုန်းကြီးတပည့်တော်တို့မမုန်းနဲ့တော့ရောငါဘသူမှမမုန်းနော်ကုသိုလ်အကုသိုလ်သိအောင်အယုတ်အလတ်အမြတ်မရွေးငါလိုက်ဟောနေတာဘသူမှမလာနဲ့ဘသူမို့လို့ကုသိုလ်မလုပ်နဲ့လို့ကုဘင်းတို့ကုသိုလ်ဖြစ်မဲ့ရေးငါတားမြင်ငါထက်မိုက်တဲ့လူဘသူရှိအောင်မလဲကွာတရားပွဲဝေယဝဆလုပ်ချင်တာအကောင်းဆုံးကုသိုလ်ပေါ့လုံးငါညီတို့ဩသူတို့ပြောသေးတယ်ဘုန်းကြီးအထင်သလောက်မဆိုးပါဘူးဘယ်နဲ့ကိုယ်အမြန်လူဆိုးကြတယ်လူဆိုးပလင်ပေါ်ရောက်မလားရောက်ပါဘူးအေးအဲ့လိုလေးလည်းလုပ်ကြအောင်နော်ကောင်းပြီအဲ့တော့သူ့ဘာကြီးဟာဖျားခိုင်းတဲ့အတိုင်းတစ်ခါလို့ခွေးကလေးပေါင်ပေါ်တင်ပြီးတော့ဂုတ်ပေါ့ပေးအမွေးလေးတတ်ပေးဟိုကမျက်လုံးလေးမေးသူသားလေးမော့ကြည့်လိုက်ဒီနေ့ထိုးနေတာဟုတ်နော်ကောင်းလေးလည်းစားထားငါသားအမေတော်သိတတ်တယ်နော်မျက်လုံးလေးကလေးနဲ့မော့ကြည့်လိုက်နော်အိတ်လိုက်ဆိုတော့နည်းနည်းမေးဖြစ်တဲ့ချိန်ကျမှအဖေလို့၃ချိန်ခေါ်မွေသူပါလေဘယ်သူခေါ်အမလေးဖေးပြေးလို့ပါလန့်သွားတာခွေးခေါ်တာခွေးဖေးခေါ်တာနော်ဘာလို့ခြင်းလို့3သိန်းပေါ့လေဒီလိုလာလုပ်လိုက်ကြပါစို့နော်ငွေလေး3သိန်းလိုချင်တာနဲ့ပါတယ်ခွေးဖေးခေါ်တယ်နော်အဲ့ဒါခေါင်းလေးပုတ်ပြီးတော့
ဖေသုံးကခေါ်ပြီးတော့အဖေကျုပ်ရွှေချင်နေလေးပေးဦးဒီရွှေလင်ပန်းနဲ့ရွှေဖလားကြီးဘယ်နာထားခဲ့မှမသိဘူးဖေရဲ့အဲ့ဒါအဖေဘယ်နာထားတာတော့ခွေးတွေကဘတ်ခနဲ့ထားမျက်လုံးလေးကလေးကြီးဒီကောင်သိသွားပြီနော်မပေးခြင်းပေးခြင်းနဲ့မျက်ရည်တွေကဝိုင်းလို့အမီလေးတရမ်းရမ်းနဲ့ထွက်သွားတယ်လာလိုက်ခဲ့ပေါ့နော်ခွေးရရှိရသွားတာပါပဲနော်ဟုတ်ကဲ့လားဒါဆိုတော့ဖလားရခြင်းတဲ့ကောင်လိုက်ပေါ့လမ်းမသိခွေးနောက်လိုက်လည်းမဖြစ်စေနဲ့အိုးသဘောပါလားအဲ့ဒါနောက်ကလိုက်သွားတော့ဟိုသူမြုပ်ထားတဲ့သစ်ပင်ရှိရောက်တော့ရက်ပြဒီနားပဲဆိုတော့โอเคပေါ့ခွေးလေးဖက်နောက်ဆုံးဟဲ့ကောင်လေးဒူးစမ်းဆိုတော့ရပြီဆိုတော့ဖះပြောတဲ့စကားမှန်သွားတော့အလိုသူ့ဘာကြောက်သွားသူတို့ယူဆထားတာသူတို့သိထားတာကဗျမနပုံနာတွေသေရင်ပဲရောက်ဗျမပြီရောက်တယ်သူ့အဖေကအလွန်မွန်မြတ်တဲ့အလုပ်တွေလုပ်သွားတာလို့ तू ကထင်တာမှန်ပါဗျာမျက်စင်းဆိုတာဟေးတစခတ်ရင်ဘာဖြစ်တော့ဧဇနနံခယံဒိဋ္ဌဝါဥပါစိကာနင်းစအာစယံမဒုနင်းစသမဟာရံပန္တိတောဂရမာဝသိတော်ရရပြောတဲ့စကားဘုရားစကားမှတ်မနေနဲ့ဦးနော်မျက်စင်းကလေးတစ်စက်ခတ်ပါများတော့ကုံတလို့ပစ္စည်းတွေကိုသိမ့်ထားရအောင်ရှာဒါလေးနှခွန်းကိုမမတ်မိကြဘူးပြောနော်ခုဖယားကိုအလှူတန်းကန့်ကွက်ခဲ့တဲ့ကောင်းဘာဖြစ်လို့အေးအဲ့ဒါအလှူကန့်ကွက်ရုံရှိသေးတာတရားပွဲပိတ်တာမပါသေးဘူးဟမ်ဟိုခွေးရအိမ်ထဲမှာဇိမ်နဲ့နေရသေးတယ်နော်မှန်ပါပါဗျာတရားပွဲပိတ်တဲ့ကောင်ဆိုခွေးဝဲစားဖြစ်မယ်မှန်ပါပါဗျာအဲ့ဒါတော့ဆရာသမားတယောက်သင်ပေးသွားတာကျုပ်စကားမဟုတ်ဘူးရှင်းလားမင်းဒီတရားဟောတဲ့ဆိုတော့ညောင်တော်ကြီးတယောက်ကပြောတော့ဒါဟုတ်ခုဟောမယ်ဟုတ်တယ်သိကြတယ်ကရုဏာထားနော်ခွေးဖြစ်တတ်တယ်ခွေးတောင်မှခွေးလေခွေးလင့်ခွေးဝဲစားအိမ်ရှိတောင်အကတ်မခံရဲ့အဲ့ဒါငတ်ပါငတ်အောင်မယ်ခွေးပိတ်တာပါဖြစ်အောင်မယ်ကဲထားနော်အဲ့တော့ဒီလောက်စည်းစိမ်တွေရအောင်ရှာပြီးတော့လုံအောင်သိမ့်သွားတဲ့အဖေမလုံဘူးလားလုံပါဗျာအခုခွေးဘဝနဲ့လာရက်ပြလို့သာရွှေခွက်ပေါ်တာနှုတ်မဝင်ပေါ်မှာမဟုတ်ဘူးမှန်ပါဗျာဟင်အဲ့တော့လုံအောင်လဲသိမ့်သွားတဲ့အဖေအခုဘာဖြစ်နေလဲခွေးဖြစ်နေပြီအဲ့ဒီမှာတည်းသူဖျားစီပြန်သွားတယ်အရှင်ဘုရားဘယ်လိုကြောင့်လဲဆိုတော့မှအဲ့ဒီမှာဘုရားကတရားဟောပါတယ်အဲ့တော့ကြဲပြောရင်ကြားနေလိမ့်မယ်တပ္ပဘာပတ္တအကရဏံကုသလတဥပသံဗရာဒါတော့ဘုရားစကားနော်ရအောင်ကြက်ထားတပ္ပဘာပတ္တအကရဏံမကောင်းမှုမှန်သမျှမလုပ်ကြနဲ့သူတော်ဘာအလူတန်းကိုတားမြစ်တာဟာမကောင်းမှုလားကောင်းမှုလားသူတော်ဘာကုသိုလ်ဖြစ်မဲ့အရေးကိုနှောက်ယှက်တာသည်မကောင်းမှုတကမကောင်းမှုထဲမှာဒိတ်တမ်းမကောင်းမှုမှန်ပါဗျာကျင်တယ်နော်အခုခင်ဗျားတို့ပူဇော်ခွင့်ရပြီဗုဒ္ဓပူဇနီယပွဲဒီနေ့တို့ဖျားရှင်ရဲ့ရှေ့တဲ့မှာတို့ဘာလုပ်နေတရားနဲ့ဖျားကိုပူဇော်နေတာဒါဗုဒ္ဓပူဇနီယပွဲအစ်စ်ကျင်တယ်သလားနောက်ဆိုတို့ရွာဖျားပွဲဘာလုပ်မလဲတရွာလုံး9ရက်ဥပုသ်ဆောင်ဘယ်နဲ့ဗျာဖျားပွဲလည်းပြောသေးဖျားဘေးပွဲကြီးချထကမင်းသမီးကတောင်ပြောမြောက်ပြောလူရှင်တွေကတောင်ပြောမြောက်ပြောဟမ်ညီရင်ကိုမောင်ရင်နှမမကြားဝမနာတာဒီချစ်ကုတ်ကိလူရှင်တော်ကလည်းအဆင့်မြင့်လူပြတ်တတ်တဲ့ပုဂ္ဂိုလ်ခါရှာရှာအယုတ်တအနတ္တတခါတလေသူတို့ပြောတဲ့စကားကိုမိန်းကလေးတွေထိုင်ရည်နေတာကြည့်ပြီးတော့ဥစဉ်ကယင်နာလိုက်တာယင်နာပေါင်းလို့မရလို့လည်းနှလုံးလည်းသိပ်မကောင်းတော့ဘာလို့ယင်နာတယ်လဲဆိုတော့ကျုပ်ကလည်းကျုပ်ပဲကျုပ်ကကျုပ်မျိုးကျုပ်သိချစ်တာမှန်တယ်ဗျာအမျိုးဆိုတာဒီမြန်မာနိုင်ငံထဲမှာတမြေတဲ့နေတရေတဲ့တောက်လာကြတာအားလုံးအမျိုးမှန်ပါဗျာအဲ့ဒီအမျိုးတွေသိခါကြတာကိုလုံးဝမကြည့်ရဘူးမှန်ပါဗျာအဲ့တော့နှမသားချင်းနားထောင်မကောင်းတဲ့စကားတွေပြောနေတာကိုမိန်းကလေးတွေယီနေပြီဆိုတော့ဒါမိန်းမပြတ်တွေဖြစ်ကုန်မှန်ပါဗျာမသာထားအဲ့ဟာလောက်တဲ့ဟာတွေတတိယအပြည့်စကားကိုနားလည်ပြီးရင်မိမ့်မပြက်မှန်ပါဗျာအပြည့်စကားကိုကျေနပ်နေရောက်ကြပြက်မှန်ပါဗျာ
ဘောပေါက်လားငါရှိလာမဖွင့်နဲ့လို့ပြောတယ်ဒါတွေဘုန်းကြီးအငိမ့်ကိုလည်းကမလာခဲ့နဲ့ကွာငယ်တော့သိကြိုက်ပါတယ်ဦးဇင်းတို့အငိမ့်ဆိုရင်အဲ့လူရှင်တော့ရေရတာဟုတ်ကွာရေတော်သူအသက်ရှင်ရေရမှန်နေအဆင့်တန်းမြင့်မြင့်နော်ပညာပါတဲ့ပြက်လုံးနဲ့ပညာပေးတဲ့ပြက်လုံးမျိုးဆိုရင်တို့ကလက်ခံတယ်မှန်ပါတယ်ဗျာအခုနှမသားချင်းတို့မှနားထောင်လို့မကောင်းခုယောက်ျားလေးချင်းချင်းလည်းဦးဇင်းပြောတယ်မိန်းကလေးတယောက်ရှိတဲ့အချိန်မိန်းကလေးမကြားဝွန်းနဲ့မကြားတဲ့စကားမျိုးမင်းတို့မပြောပါနဲ့ယုံညံ့တဲ့လူတွေကခုခေတ်ကတော်တော်ယုံညံ့လာကြပြီနော်မိန်းမသောယောက်ျားသောဂယုမဆိုင်တော့ဘူးပြောကျင်သလိုပြောဆိုကျင်သလိုဆိုမိန်းမများကလည်းယောက်ျားများမကြားအပ်တဲ့စကားမမြင်အပ်တဲ့အရာဟမ်ထိတ်သိမ်းဆောင်ရှောက်မှုဆိုတာရှိနေရတယ်အဲ့ဒါအမျိုးဂုံဇာတိဂုံမြင်မာရေးဆိုတာဒါပြောတာဟဲ့မသာတို့ရဲ့လို့မှန်ပါဗျာတော့ပါလားမှန်ပါဗျာအဆင့်တန်းရှိတဲ့အမျိုးဖြစ်စေခြင်းမှန်ပါဗျာဘဝစားအဆင့်တန်းရှိရမယ်မှန်ပါဗျာဟမ်ဘယ်နိုင်ငံတကာကွန်ဖရင့်မှာဒူးပေါ်ပေါင်းပေါ်လာသလဲမလာပါဘူးဗျာဟမ်ရှင်းသလားရှင်းပါဗျာအဲ့ဒါကိုအဆင့်မြင့်တာဆိုပြီးတော့အကုန်ဖို့မှန်တယ်ဗျာဖြစ်တဲ့သလားမဖြစ်ပါဘူးဗျာငါတို့ကယဉ်ကျေးသောတိုင်းပြည်မှန်ပါဗျာဗုဒ္ဓအဆုံးအမနဲ့တိဆောက်ထားတဲ့ယဉ်ကျေးမှုနဲ့နေတဲ့လူမျိုးမှန်ပါဗျာရှင်းတယ်နော်ရှင်းပါဗျာဘုရားတရားသံဃာသည်ငါတို့ရဲ့အထွတ်အမြတ်နော်ဘုရားကိုလည်းလုံးဝမစော်ကားမိစေနဲ့တရားကိုလည်းလုံးဝမစော်ကားမိစေနဲ့တန်ခါအပေါ်မှာလည်းလုံးဝမစော်ကားမိစေနဲ့ဘုရားတရားတန်ခါသည်ငါတို့အတွက်အမြတ်ဆုံးသောယရနာတွေခုဘုရားကိုလည်းတန်ဖိုးမထားတရားကိုလည်းတန်ဖိုးမထားတန်ခါကိုလည်းတန်ဖိုးမထားကြရင်တိုင်းပြည်ပါပြည့်ရှင်းလားအမျိုးပြောင်းမဲ့ဂိမ်းဆိုင်နေပြီနော်ရှင်းတတ်ကြလားဒါကြောင့်ကရုဏာထားပါနော်အသိဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေကိုအသိဉာဏ်ပေးနိုင်အောင်ကြိုးစားကြပါအဲ့တော့အကောင်းဆုံးသဗ္ဗပါပသအကရဏမကောင်းမှုမှန်သမျှကုသလသဥပသံဗရာကောင်းမှုမှန်သမျှအဲ့တော့ကုသိုလ်ဖြစ်အောင်နေရမယ်အဲ့တော့ကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာကုသိုလ်ခုနကလောဘအလိုလိုက်တော့သူ့ဘခွေးကိုပါခေါ်လို့အဲ့ဒါလောဘကြောင့်ဖြစ်ရတာရှင်းတယ်နော်ရှင်းပါဗျာဒေါသအလိုလိုက်တော့ဖျားသွားဆဲတယ်ရှင်းတယ်နော်သဘောပါသလားမောဟတွေးဝေမိုက်မဲတော့ तू အမှားမှန်သိသေးလားမပြစ်မှားထိုက်တဲ့လူကိုမဆန့်ကျင်တိုက်သူကိုအရှုံးကြီးရှုံးတယ်ရှင်းလားတောတေရသည်မပြစ်မှားတိုက်သူကိုပြစ်မှားမဆန့်ကျင်တိုက်သူကိုဆန့်ကျင်၍နေခဲ့တဲ့အတွက်ဘာဖြစ်သွားလဲခွေးဖြစ်သွားပြီသူ့ဘာကဖျားဆုံးမလို့သူ့ဘာကတော့အဆုံးမရသွားတယ်ချက်သားသူ့ဘာတဲ့မင်းဖေဟာဒါနမျိုးစေ့ကိုပယ်တတ်ခဲ့ရနိုင်တဲ့အခွင့်အရေးကိုရအောင်မယူအလူကံပုဂ္ဂိုလ်တွေမြင့်မြတ်တဲ့အလူကံပုဂ္ဂိုလ်တွေမရှိဘူးလားလူနိုင်တဲ့ဥစ္စာဒနာကိုမရှိဘူးလားအေးလူဖြစ်လဲရသာသနာနဲ့လဲကျုံလူစရာတန်းစရာလဲရှိခွန်အားဗလာလဲပြည့်ပါရသနဲ့ဒါနလဲလုံမသွားစီးပွားမရရအောင်ရှာပြီးတော့ရအောင်ရှာနေပြီဆိုကြတဲ့ကရင်သီလသူသိဂိယူမဆိုင်တော့ဘူးဘာဝနာဝေးသူပွားနေတဲ့ဘာဝနာကအဒါနဘာဝနာမလူရေးမတန်ရေးအလူတန်းဆန့်ကျင်ပိတ်ပင်ရေးရှင်းလားမင်းဖေသားကြောင့်ခွေးဖြစ်သွားတာကွလူဘဝရဲ့အနှစ်သာရလူပိသခြင်းရင်ဒါနာသီလဘာဝနာဒီသုံးပါးလုံနိုင်မှလူပိသမယ်ရှင်းတယ်နော်လူဖြစ်ကျိုးနှတ်ချင်ရင်တော့တို့ဗုဒ္ဓဘာသာစီတန်ត្រာကလွတ်အောင်လုပ်တော့မဟုတ်ရင်ခွေးဖေခေါ်ရတဲ့ဇတ်ထဲတို့ပြန်ရောက်နိုင်တယ်ရှင်းလားဒီဘဝရနေတဲ့ဘဝကလေးကိုအကောင်းဆုံးအသုံးချနိုင်အောင်ပြောတာအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှရှိတာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးအကျဉ်းချုပ်ရင်ယုတ်တရားနဲ့ဒါလေးလည်းနှလုံးသွင်းသားမအောင်
နော်လောကဓာတ်ကြီးတစ်ခုလုံးမှာသိမ့်ကြုံပြီးကြည့်ရင်လောက3ပါးတွေ4ပါးတွေ5ပါးတွေလောက်မနေနဲ့တကယ်ရှိတာယုတ်တရားနဲ့သင်္ခါရလောကဒါပဲရှိတယ်ဩကာသဘာညာနာမည်သာတတ်ထားတာတကယ်ရှိတာယုတ်နဲ့ရှင်းတယ်နော်ယုတ်မြဲသလားကိုယ်ယုတ်မမြဲတာလားသူ့ယုတ်မမြဲတာလားယုတ်မှန်သမျှသေချာလို့ကိုယ်ယုတ်မမြဲတာလားသူ့ယုတ်မမြဲတာလားယောက်ျားမမြဲတာလားမိန်းမမမြဲတာလားယုတ်မှန်ရင်ဖောက်ပြန်နေတယ်ဖြစ်ပြီးတော့ခုခင်ဗျားတို့ယုတ်မြဲတဲ့လူပါလားနာမ်ရောမြဲသလားအချိန်တန်ရင်သေတာအိမ်မပြန်ရစေနဲ့ဒီစကားမှတ်ထားခင်ဗျားတို့ကျတို့တန်တရားရှိလာပြီအကြာဆုံးနေခဲ့တာပဲမှာတင်ဒီတဲ့အိုးကြီးမပါလို့လည်းမဖြစ်သေးဘူးနော်ဘုသူမင်္ဂလာကိုကောင်းချီးပေးကြပါလေနော်တောင်ပြောမြောက်ပြောတောင်အော်မြောက်အော်တဲ့သူမင်္ဂလာဟောခဲ့တဲ့တရားတွေ18နှစ်ရှိပါပြီဘုသူမင်္ဂလာတရားဟောတောင်ပြောမြောက်ပြောထားတဲ့အနှစ်သာရမဲ့တဲ့တရားတပုတ်မှမရှိပါဘူးလို့သစ္စာဆိုရဲရှင်းလားအဲ့ဒီဒေအိုးကသူ့နာမည်ဒေအိုးကသူသွားမှာတဲ့သူ့မင်္ဂလာကိုပြောတော့သူ့မင်္ဂလာဘာဖြစ်မလဲဒေအိုးမကြောက်လို့ဒေအိုးဘွဲခံထားတာပဲဟမ်ဘာလို့မကြောက်ဆိုကြောက်เสียမလို့မကြောက်တာရှင်းလားငါဒေအိုးရောက်ကြောင်းဘာတခုမှလုံထားဟမ်တနေ့ကိုသစ္စာတရားတပုတ်18နှစ်ဟောထားတဲ့ပါဇက်ကွယ်သစ္စာဆိုလို့တော့ရပါသေးတယ်ကြောက်ဘူးတို့ရှင်းလားဘုရားတပွဲမှာလာတဲ့လူတောင်းပုံများစွာသောလူတို့ကိုတရားသိအောင်ဟောထားတဲ့ပါဇက်ဟမ်ပြုထားတဲ့ကုသိုလ်နဲ့ငါတို့ကဘာမသေးရဲစရာရှိတော့မင်းရှင်းသေးမလားလို့မေးကြည့်စမ်းပါတို့ကခွေးအဖေခေါ်စရာမလိုသဘောပါလားဥဒ္ဓမင်္ဂလာဥစ္စာအတွက်နဝကမ္မအတွက်ဘယ်ဒုံကမှတရားမဟောဘူးရှင်းလားတရားကိုတရားအတွက်သာဟောခဲ့တာစဟောတဲ့အချိန်ကလေးကရှင်းတယ်နော်ဒါကြောင့်တို့ပြုထားတဲ့ကုသိုလ်တို့ယုံနေအဲ့တော့တို့အတွက်ဘာမှမဖြစ်ဘူးပြောနေတာခမည်းတော်ကိုတနာလို့ပြောနေတာဒါလေးမှတ်ထားပြုမိမှာပြောမိမှာကြတဲ့လူတွေကိုတနာလို့ပြောနေတာရှင်းတယ်နော်အဲ့ဒါကြောင့်အားလုံးဒီနေ့ဟောခဲ့တဲ့တရားလိုပဲခွေးဖေခေါ်တဲ့လူတော့ဖြစ်ကြတယ်အဲ့တော့လူပိသအောင်မလုပ်ကြဒါနာသီလဘာဝနာလူဖြစ်ကျိုးနှက်အောင်ကတော့တန်ត្រာကလွတ်အောင်လုပ်ကြစို့အတော်ကြောက်เสียကောင်းတယ်နော်မဟုတ်ရင်ဘုရားပြန်ဟောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဘုရားပြန်ဆဲသူလည်းဖြစ်နိုင်တယ်တန်တရားတစ်ပတ်မှာတန်တရားမကျွတ်သေးသေး၍တန်တရားမဆုံးသေးသေး၍မှာတို့မပြုတ်ဘူးခဲ့တဲ့အကုသိုလ်အမိလည်းတတ်ခဲ့ပြီအဖလည်းတတ်ခဲ့ပြီဘုရားသွေးသိမ့်တရားလည်းလုပ်ခဲ့ပြီတန်ခါလည်းဂိုင်းခွဲခဲ့ပြီးပြီရှင်းတယ်နော်အခုလိုတန်ခါလှလာပါကြီးတွေပြက်ပြအောင်လဲလုပ်ခဲ့ဘူးလားပြီမှန်လားပါဗျာရှင်းလားအဲ့တော့ဒီလိုအကုသိုလ်ဘဝမျိုးတွေပြန်သွားမလားယုံညံ့တဲ့ဘဝတွေပြန်သွားမလားမသွားခြင်းရင်အခုကစပြီးခွေးအဖေခေါ်တဲ့အဖြစ်ကလွတ်အောင်သတိထားတကယ်ရှိတာယုံနဲ့ယုတ်တရားရောမြဲသလားနံတရားရောယုံနံဓမ္မသင်္ခါရဆိုတာဖြစ်ပြီးရင်လောကမှာရှိသမျှတရားတွေဖြစ်ပြီးမပြတ်တဲ့တရားအဲ့ဒါဓမ္မမဖောက်မပြန်မှန်နေတဲ့ဓမ္မဘယ်တော့မှပြောင်းလဲမသွားဘူးရှင်းတယ်နော်ဘယ်ဖျားပွင့်ဟောရမှာသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေအလုံးစုံသောသင်္ခါရအကြောင်းကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားမှန်သမျှတို့သည်အနိစ္စမမြဲကြကုန်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားမှန်သမျှလောကထဲမှာရှိတဲ့တရားလည်းအကြောင်းကျိုးလွတ်တဲ့တရားမှတ်ထားအကြောင်းကျိုးလွတ်တဲ့နိဗ္ဗာန်တစ်ခုတည်းရှိတယ်လောကမှာခင်ဗျားတို့ကြုံတွေ့နေသမျှအကြောင်းကျိုးလွတ်တဲ့တရားအဲ့ဒါသင်္ခါရတရားသင်္ခါရတရားမှန်ရင်မြဲသလားလောကမှာမြဲသောတရားလို့စိတ်ပါလက်ပါဖြေသမ်းပါစိတ်ပါလက်ပါဆိုတာအဲ့လောကမှာမြဲသောတရားမရှိဘူးလို့
သိ၍ဖြစ်စေမသိရဖြစ်စေဖြေလိုက်အဲ့ဒီစိတ်ပါလက်ပါဖြေလိုက်တဲ့အဖြေကခင်ဗျားတို့နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့မသိကြလို့နော်ဒါသာသနာနှောင်းပိုင်းနှောင်းပိုင်းမှာတော်တော်နောက်ကျနေပြီအဲ့ဒီထဲမှာအခုနောက်ဖရားတွေစုံတွေ့နိုင်ဖို့အခွင့်အရေးနဲ့နိဗ္ဗာန်ရောက်နိုင်ခွင့်ဝါသနာအထုံပါယုံလောက်ကလေးခင်ဗျားတို့တွေမျိုးစေ့ကလေးရတာတရားပွဲတစ်ပွဲမှာရတဲ့မျိုးစေ့နဲတာပေါ့ရှင်းလားလွယ်ကူသောကိစ္စမဟုတ်ဘူးအခုခင်ဗျားတို့ကျွတ်တန်းဝင်အောင်စွမ်းတမန်လုံးပဲလူကတသိန်းမှတယောက်မလွယ်တော့သာသနာနောက်ပိုင်းသည်နောင်လာမဲ့ကျွတ်တန်းဝင်မျိုးစေ့အတွက်တာဖြစ်လောက်ဖြစ်ဒါကြောင့်သာသနာလေးရှိတုံးရနိုင်သမျှရအောင်ယူနော်မိစ္ဆာဓမ္မလမ်းစဉ်ကိုမလိုက်မိကြစေဘသူတရားပြက်ဥမတောက်အောင်ရှင်းတယ်နော်သီလစောင့်မှဥမတောက်မှမယုံမရှိပါနဲ့နော်သီလပြက်ရွံ့၍ရှာဖွေထားသောစည်းစိမ်ဒီဘယ်တော့မှကောင်းကျိုးချမ်းသာကိုမပေးပါဘူးအဲ့တော့တလုတ်ပဲစားရငတ်၍ပဲသေသီလအပြက်မခံရဘူးအားလုံးကျင်သလားသဘောပါသလားခွေဝဲသားမဖြစ်စေနဲ့တော့အဲ့တော့လွတ်အောင်ယုံမဆိုတတိထားခန္ဓာဘဏ္ဍပါအကျဉ်းချုပ်ရင်ယုတ်တရားနဲ့နံတရားနဲ့တကယ်ရှိတာယုတ်နဲ့သဗ္ဗေသင်္ခါရအဲ့ဒါကိုယထာပညာယပတ္တိသင်္ခါရတရားဖြစ်ပြီးပြည့်နေတဲ့အချိန်ယထာအချိန်ခါလလေးမှာပညာနဲ့ကြည့်မှမြင်ပညာမရှိရင်သဘောပါတယ်နော်ပညာဆိုတာအကောင်းဆိုပိုင်းခြားသိနိုင်တာပညာဒါလေးမှတ်ထားနော်အကောင်းဆိုပိုင်းခြားသိမှပညာကြိုက်သလောက်စာတွေဖတ်ထားနော်ပိုင်းခြားမသိနိုင်ပညာမဖြစ်ဘူးစာတတ်တာနဲ့ပညာရှိတာနဲ့မတူအဲ့တော့ပညာရအောင်ယူကိုယ်အစင်းနဲ့ကိုယ်လေခုချိန်ကြမှာခင်ဗျားတို့ကာကြီးခါဝေးလုံနေလို့မရတော့အခုနားလဲအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်ကပြောတော့ရအောင်ယူတကယ်ရှိတာယုံနဲ့ယထာပညာယပတ္တိအဲ့ဒီဖြစ်ပြီးပြည့်နေတဲ့တရားတွေကိုပညာနဲ့မြင်အောင်ကြည့်ပါများရင်ဖြစ်ပြည့်ဆိုတာဘာသစ္စာဖြစ်တာဘာလို့ဖို့လို့ပြည့်ဖို့ပြည့်ပြီးရင်ဖြစ်မယ်ဖြစ်ပြီးရင်ပြည့်ပြီးရင်ဖြစ်တာကောင်းလားပြည့်တာကောင်းလားဖြစ်ပြီးရင်ပြည့်မှာဆိုမှတော့ချမ်းသာလုံးဝမရှိဘူးဒါမှဒုက္ခအစစ်ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မှန်မှန်ကန်ကန်သိရင်ဖြစ်ချင်းပြည့်ချင်းကိုအလိုရှိအောင်မလားဖြစ်တတ်ပြတ်တတ်တဲ့လောကကြီးကိုตายရအောင်မလားဖြစ်တတ်ပြတ်တတ်တဲ့ယုံနာကြီးပေါ်မှာခင်တွယ်အောင်မလားမခင်တွယ်တော့ဆိုဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိတာကမခင်တွယ်ဆိုသိပြီပေါ့ဗျာနော်သမှုရိယသိပြီသမှုရိယဆိုတာအကြောင်းသိရင်အကြောင်းကျိုးချုပ်တဲ့နေရာနိဗ္ဗာန်ရှင်းသလားကဲဒါဖြင့်ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာတန်တရာဝတ်ကကျွတ်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းခြင်းဒီနေ့ဗုဒ္ဓပူဇနိယပွဲဓမ္မဒေသနာနိဂုံးချုပ်ကြစို့